မှာဆိုရင်ခုကောင်းလေးမြေကတော့ဝဘိုးမြင်းပေါ့နော်ဝဘိုးမြင်းကိုတုံးထားတယ်ဒီမှာအချင်းကြီးလေးတွေနဲ့ဒါလေးကပိုကြိုက်တယ်ပေါ့နော်ဓာရွာယူလာတဲ့ဟာဆိုတော့အရသာလေးလည်း okay ဖြစ်ပြီးပါပြီဆိုတော့ဟင်းတစ်ခွက်ရပါပြီလို့ဒီမိတ်နဲ့ဟင်းပေါ့နော်ဖြစ်ချင်းငါရောဒီနေ့ရောနေကြပြီဆိုတော့ရှမ်းနလန်ကအရင်ကြိုက်တယ်ပေါ့နော်အားကြောင့်မလို့ဟင်းတိုင်းဟင်းချက်တိုင်းဖြစ်မနေသုံးတယ်ဆိုတော့အနံ့လည်းမွေးတယ်ပြီးလို့ရှိရင်လည်းဟင်းကိုလည်းနည်းနည်းပို့ပြီးတော့မှဆွဲဆောင်မှုရှိတယ်တော့မြချင်းကခုမြချင်းဟင်းတစ်ခွက်ရပါပြီမှာဆိုရင်ခုကောင်းလေးမြေကတော့ဝဘိုးမြင်းပေါ့နော်ဝဘိုးမြင်းကိုတုံးထားတယ်ဒီမှာအချင်းကြီးလေးတွေနဲ့ဒါလေးကပိုကြိုက်တယ်ပေါ့နော်ဓာရွာယူလာတဲ့ဟာဆိုတော့အရသာလေးလည်း okay ဖြစ်ပြီးပါပြီဆိုတော့ဟင်းတစ်ခွက်ရပါပြီလို့ဒီမိတ်နဲ့